မင်္ဂလာပါကုခဲဂျမနိုင်ရေးငါမင်းကိုမိဘအလုံး80ပို့လိုက်မယ်အဲ့ဒီ80နဲ့စမ်းတန်းစီပြီးတော့ငါ့ကိုစာတင်ပေးပါထိုင်းစကားပြောလေးလာဖို့အတွက်ကောင်းပါပြီသင်ခန်းစာစတင်ဖို့အသင့်ပါပဲသင်ပေးပို့ထားတဲ့ဝဟာရ80လဲကနေစပြီးလေ့လာကြရအောင်နော်ဘယ်အုပ်စုကနေစတင်ပါသလဲငါ့ကိုပြန်မမေးနဲ့အစကနေအဆုံးထိငါ့ကိုတစ်ခုချင်းစီစမ်းတန်းစီပြီးတော့မေးခွန်းနေမေးပေါ့နော်ငါကဖြေမယ်ငါ့ကိုတင်ပေးပေါ့စိတ်ချပါခင်ဗျာဒါဆိုရင်နံပါတ်1စစ်တစ်ကနေဆက်လိုက်ကြရအောင်နော်လမ်းလျှောက်ဒီကိုထိုင်းလို့ဘယ်လိုပြောလဲမှတ်မိပါသလဲလမ်းလျှောက်သည်ခဏနေအောင်ငါစာကြည့်နေโอเคအေးစစ်ကြည့်လို့ရပါတယ်နော်လမ်းလျှောက်သည်ပြောပါနော်လမ်းလျှောက်သည်ကတန်းလမ်းလျှောက်သည်ကတန်းမှန်ပါတယ်ဒန်ပါပဲကဲနောက်တစ်ခုလေ့လာကြရအောင်နော်နံပါတ်32 talk စကားပြောပါသလဲကူငါ့ကိုစမ်းတန်းနေမေးခိုင်းတာလေအဲ့လို bus main ဘက်တွေမေးခိုင်းတာမဟုတ်ဘူးsorry ပါခင်ဗျာစာကြောင်းလေးတွေနဲ့စသမဲခိုင်တာကိုကောင်းပါပြီနားလည်ပါပြီဒါဆိုရင်နံပါတ်31 walk လမ်းလျှောက်ဒီကိုသုံးပြီးထိုင်းလို့ဘယ်လိုစာကြောင်းပြောလို့ရမလဲစဉ်းစားကြည့်ပါဦးအိမ်ကိုလမ်းလျှောက်ပြန်ပြီးကောင်းလိုက်တာထိုင်းလို့ပြောရင်ချမ်းဒန်ချမ်းဒါမှမဟုတ်ဖို့ဒန်ဖို့ဒန်လို့ပြောနိုင်ပါတယ်ရှင်အင်္ဂလိပ်နဲ့ဆိုတဲ့အဓိပ္ပာယ်ကိုပေါင်းထည့်ချင်ရင်ကလပ်ဘန်နဲ့တွဲပြီးပြောရပါတယ်နော်ကဲနောက်တစ်ခုအနေနဲ့နံပါတ်33 eat ကိုထိုင်းလို့ဘယ်လိုပြောလဲမှတ်ပြီလားကင်းမှန်ပါတယ်ကင်းပါပဲထိုင်းစကားမှာယဉ်ကျေးအောင်ပြောချင်ရင်ผู้ชายတွေကทานကိုသုံးလေผู้หญิงတွေကกินကိုသုံးလေစီပါတယ်နော်ကဲနောက်တစ်ခုတစ်လုံးလေ့လာကြည့်ရအောင်နံပါတ်34နေအောင်လေငါ့ကိုစမ်းတတ်နေမသိမေးပဲအဲ့လို main ဘက်တွေပဲမင်းနေတော့မှလားကောင်းမှန်ပါတယ်ခင်ဗျာစကားလုံးလေးကိုစာကြောင်းနဲ့တွဲပြီးလေ့ကျင့်တာကပို့ပြီးထိရောက်မယ်ထင်လို့မေးမိတာပါကဲဒါဆိုရင်နံပါတ်34 drink ကိုထိုင်းလို့ဘယ်လိုပြောပြီးဝါကျဆောက်မလဲစဉ်းစားကြည့်ပါဦးဂျွန်းငါ့ကိုဘယ်လိုဝါချက်ဆောက်အောင်မလို့စဉ်းစားပေးပါတောက်တယ်ဆိုတဲ့ဝါကျကိုထိုင်းလို့လွယ်လွယ်လေးပြောလို့ရပါတယ်နော်ဥပမာဒီလိုမျိုးရိုးရှင်းတဲ့ဝါကျလေးလေးနဲ့စပြီးလေ့ကျင့်လိုက်ပါလိမ့်ရှင်နောက်ထပ်ပေစကလုံးကိုဝါကျဆက်ချင်လဲငါ့ကိုပြန်မမင်းနဲ့နံပါတ်1ကနေ80အထိအစအဆုံးသင်ပေးပါငါပြောပြမယ်ပေါ့ပတ်တန်တစ်ခုပြောပြမယ်ဖြစ်သည်ဆိုရင်တဘောသဘောဝိုင်းဆက်ပြောပထမဆုံးအနေနဲ့နံပါတ်1ကနေနံပါတ်5ထိလောက်ကိုလေ့ကျင့်ကြည့်ရအောင်နော်နံပါတ်1ကို pen လို့ပြောပါတယ်ရှင်ဝါကျဖွင့်မယ်ဆိုရင်သူကဆရာဝန်တစ်ယောက်ဖြစ်သည်လိုမျိုးခေါင်း pen မော်လို့ပြောနိုင်ပါတယ်ရှင်ကဲဒါဆိုရင်နံပါတ်2 have ကိုတော့ထိုင်းလို့ဘယ်လိုပြောပြီးဝါကျဆောင်မလဲစဉ်းစားကြည့်ပါဦးခေါင်ပန်မော်သူကဆရာဝန်တယောက်ဖြစ်တယ်ခေါင်ပန်မော်သူကဆရာဝန်တယောက်ဖြစ်တယ်ခေါင်ပန်မော်သူကဆရာဝန်တယောက်ဖြစ်တယ်မီဆိုတာရှိတယ်ဆိုငါမှကားရှိတယ်အဲ့ဒါမျိုးစီလိုက်ပေါ့ကွာမင်းကပြန်မမင်းနဲ့ဟုတ်ကဲ့သဘောပေါက်ပါပြီနံပါတ်2 have ရှိသည်ကိုထိုင်းလို့ me လို့ပြောပါတယ်ရှင်တင်ပြောခဲ့တယ်လို့ငါမှကားရှိတယ်ဆိုတာကိုထိုင်းလို့ပြောခြင်းရင်ချမ်းမီရော့ဒါမှမဟုတ်ผมมีรถကဲဆက်သွားရအောင်နော် number 3 do ကိုထိုင်းလို့ဘယ်လိုပြောလဲသိပါတယ်လေသူကိုထန်လို့ပြောတယ်ဖွန်မီတော့ငါမှကားရှိ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 တယ်ဖွန်မေးမီတော့ငါမှကားမရှိဘူးကိုထိုင်းလို့ထလို့အတတ်ထွက်ပါတယ်ရှင်ผมมีรถဆိုတာကတော့ငါမှကားရှိတယ်ဆိုတဲ့ဝါကျမှန်ပါတယ်ကဲနံပါတ်4နဲ့ငါကိုဆက်သွားရအောင်နံပါတ်4 say ကိုထိုင်းလို့ဘယ်လိုပြောလဲသိပါတယ်လေfault မှန်ပါ
ပေါ့နော်မင်းကငါ့ကိုစမ်းတက်စေပြီးငါလိုက်စုပ်ဖို့အတွက်ငါ့ကိုအချိန်တစ်ခုပေးအောင်လေငါကမဆိုရဘူးတစ်ခုပြီးတစ်ခုကြော်သွားတယ် ကောင်းပါပြီလိုက်လျော်ညီထွေတင်ပေးပါမယ် number 5 go သွားသည်ကိုထိုင်းလို့ by လို့ပြောတာမှန်ပါတယ်ဝါကျနမူနာအနေနဲ့ချန် by တလားချန် by တလားကျွန်မစင်းသွားတယ်လို့ပြောနိုင်ပါတယ်ကဲဒါဆိုရင် number 6ကနေ10ထိဆက်ကြည့်အောင်နော် ဒီဟုတ်နံပါတ်5ကိုငါလိုက်မဆိုရသေးဘူးဖွန်ပိုင်တလငါဈေးသွားတယ်ဖွန်ပိုင်တလငါဈေးသွားတယ်ဖွန်ပိုင်တလငါဈေးသွားတယ်ရပြီ တော်လိုက်တာဗျာမှန်ကန်ပါတယ်ဖုံပိုင်တလားဖုံပိုင်တလားဆိုတာဘယ်ကိုမှန်ပါတယ်ကဲဒါဆိုရင် number 6ကနေ10ထိဝါကျဆက်ကြည့်အောင်နော် number 6ကိုဘယ်လိုစောင့်မလဲစဉ်းစားကြည့်နော် ငါဆွရခဲ့တယ် ကောင်းပါတယ် direct direct နဲ့ဝါကျဆောက်တာမှန်ပါတယ်ထိုင်းလိုပြောရင် ฉันได้รับรางวัลฉันได้รับรางวัล โอเคခဏနေအောင်ငါလိုက်ဆိုမယ်ရှမ်းတိုင်ရက်ထိုင်ရက်ရှမ်းတိုင်ရက်ထိုင်ရက်ရှမ်းတိုင်ရက်ထိုင်ရက်ငါဆွရခဲ့တယ် တော်ပါတယ်ခင်ဗျာအတန်ထွက်လေးအနှဲငယ်ပြင်ဆင်ကြည့်ရအောင်နော် direct direct ထိုင်းစကားလုံးမှာတန်လေးမပါပါဘူး direct direct လို့ပြီးသားထွက်ဆိုကြည့်ပါဦး ရှမ်းတိုင်ရက် အရန်တော်တော်ပြီฉันได้รับฉันได้รับမှန်ပါတယ်နောက်ထပ် number 9ကိုဆက်ကြည့်ရအောင်နော် number 9ဝါကြဘယ်လိုဆောင်မလဲ ထမ်ပြုလုပ်သည် ဟုတ်ကဲ့ ငါအိမ်မှာ ဝါကြဖွဲ့မယ်ဆိုရင် ငါအိမ်မှာမဟုတ်ပြုလုပ်သည် ทำงานทุกวันฉันทำงานทุก ချ วั မ်ထန်ငန်ထူဝက်ချမ်ထန်ငန်ထူဝက်ဟုတ်လား မှန်ပါတယ်ခင်ဗျာฉันทำงานทุกวันฉันทำงานทุกวันလို့မှန်ပါတယ်ငါအိမ်မှာမုတ်ပြုလုပ်သည်ဆိုတာကိုထိုင်းလို့ပြောချင်ရင်ฉันทำขนมที่บ้านฉันทำขนมที่บ้านလို့ပြောနိုင်ပါတယ် ချမ်ထန်ခနုံထီပန်းချမ်ထန်ခနုံထီပန်းငါအိမ်မှာမုံပြုလုပ်သည်ချမ်ထန်ခနုံထီပန်းငါအိမ်မှာမုံပြုလုပ်သည် ထပ်ပြီးမှန်ကန်သွားပြီဗျာအယံတော့ပါတယ်ကဲနံပါတ်8ကိုစကြည့်အောင်